ဝရတထဝန္ဒနာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလက်ရအထက်ဆွေတော်မြတ်အားရှိခိုးခြင်းသုလမဏိစေတိယမိဒီဝေဒေဝေနပုစိတံဒါထဝရံတံဗုဒ္ဓတဝန္ဒာမတိရတတရံဒီဝေတကဤသာပဇာပတိသာရှိထင်ရှားနမင်းများတို့စัญญာဌာနိတဝရိန္ဒာနတ်ပြည်၌ဒေဝေနမျက်စိတထောင်အလင်းဆောင်သည့်ကုံရောင်ပါဝင်တရားနမင်းသည်သုလမဏိစေတိယမိအလောင်းတော်မြတ်ဗောဓိတတ်ဤသံမြတ်ကေတာတိရှိရာဟုသုလမဏိမြည်ရှိတွင်ခေါ်မြတ်စေတီတော်၌ပုစိတံလေးမြတ်တူပြောပူဇော်ကိုးကွယ်အပ်သောသမ္ဗုဒ္ဓတာသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထဝရံပလဲနှင့်အတူစိန်စစ်လိုဖွေးဖြူသည့်တဆုထင်ပေါ်လက်ရအထက်မြတ်စွာတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဝန္ဒမအကျဉ်းချင်းဝလယုလက်ဆုံးမူကားရှိခိုးကြပါကုန်၏အရှင်ဖရာလက်ရအောက်ဆွေတော်မြတ်အားရှိခိုးခြင်းနာဂိန္ဒေနဂဟိတဝါနဘဝနာမိတုပုစိတံဒါထဝရံတံဗုဒ္ဓတဝန္ဒာမတိရတတရံနာဂိန္ဒေနစေယသေနအမည်ရသည်တေဇထံဖြင့်နဂမင်းသည်ကဟိတဝနာတရာကြည်ပြုပင်ယူခဲ့ပြီး၍ဘဝနာမိနတကားတို့ပြောပါဆိုဆံဘုံမိတ်မှန်၌သူပုစီတံလေးမြတ်တူပြောပူဇော်ကိုးကွယ်အပ်သောသံဗုဒ္ဓတာသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထဝရံပလဲနှင့်အတူစိန်စစ်လိုဖွေးဖြူသည့်တဆုထင်ပေါ်လက်ရအောက်မြတ်စွာတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဝန္ဒမအကျဉ်းချင်းဝလယုလက်ဆုံးမူကားရှိခိုးကြပါကုန်၏အရှင်ဖရာလက်ဝဲအထက်ဆွေတော်မြတ်အားရှိခိုးခြင်းကန္တာရာပုရိစေတိယမိစနေဟိသုထုပုစိတံဒါထဝရံတံဗုဒ္ဓတဝန္ဒာမတိရတတရံကန္တာရပုရိဆံရည်စဘာပေါ်များဆုံးကြီးကန္တာရတိုင်းပြည်၌စေတိယမိထူးခြားတင့်တယ်ယရနာချက်စီမြတ်စေတီ၌စနေဟိတရာကြည်ပြုကန္တာရအပြည်သူတို့သည်သုထုပုစိတံကန္တာရတိုင်းပွားထူးခြားပေါ်လွင်ယဟန္တာထေအရှင်သည်ချစ်ခင်လေးမြတ်ပစ္ဆောင်အပ်သဖြင့်လေးမြတ်တူပြောပူဇော်ကိုးကွယ်အပ်သောသံဗုဒ္ဓတာသစ္စာလေးပါးမြတ်တရားကို
ပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည့်တဆုထင်ပေါ်လက်ဝဲအထက်မြတ်စွာတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဟောနာမကျိန်းကျိန်းဝလယုလက်ဆုံးမူကားရှိခိုးကြပါကုန်၏အရှင်ဖရာလက်ဝဲအောက်ဆွေတော်မြတ်အားရှိခိုးခြင်းကာလိင်္ဂရတ္ထေပုစိတဝါနလင်္ကာတိပေတုမာနိတံဒါထာဝရံသမ္ဗုဒ္ဓတ္တဝနာမတိရတဒရံကာလိင်္ဂရတ္ထေအိန္ဒိယအရှိတောင်ပိုင်းသမိုင်းအညီကာလိင်္ဂတိုင်းပြည်၌ပုစိတဝါနာခေမမြေတွင်ယဟန္တာထေရှင်သည်ချစ်ခင်လေးမြတ်ပစ္ဆောင်အပ်သဖြင့်လေးမြတ်တူပြောပူဇော်ကြကုန်ပြီး၍လင်္ကာတိပေမြတ်ဤစိမ့်ဆိုကျွန်းသည်ဟို၌သူမာနိတံယဟန်ရှင်လူပြည်သူအများလေးစားကောရောပူဇော်မြတ်တို့အပ်သောသမ္ဗုဒ္ဓသာသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်တဆုထင်ပေါ်လက်ဝဲအောက်မြတ်စွာတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဝန္နာမအကျဉ်းချင်းဝလယုလက်ဆုံးမူကားရှိခိုးကြပါကုန်၏အရှင်ဖရာမြတ်စွာတော်တို့အားပူဇော်ခြင်းယတောဓာတာနိခမိန်တုဟတနေကထနေတရာဓာထာယောဓာသမ္ဗုဒ္ဓတ္တမယံပုစေမသာဓုကံတရာရှင်တော်ဖရာထင်ရှားသက်တော်ဖူးမြော်ရာထိုခါ၌ဟတနေရွှင်ကြည်နှလုံးပိတိဖုံးလျက်ပြုံးစရာကြုံအကြောင်းဆောင်ရာအခါသမယ၌၎င်းကထနေမဟာကရုဏာမြတ်ပညာဖြင့်သစ္စာတရားဟောကြားမိတ်မှာအခါသမယ၌၎င်းရတောပလဲနှင့်အတူစိန်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်အခြင်းမြတ်ဆွေတော်တို့မှဩရတာကေလသငွေတောင်နေအောင်ဆွဲဟတ်တဖြတ်ဖြတ်သို့တလျက်လျက်တူတွေးဖြူဖွေးသောရောင်ခြည်တော်တို့သည်နေခမိန်သူဖူးမြင်မဝအထူးပင်မြူးရွှင်ကထွက်ကြွတော်မူကြလေကုန်ပြီသမ္ဗုဒ္ဓသာသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဧဒါဒါထာယောပလဲနှင့်အတူစိန်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်ထိုမြတ်စွာတော်တို့ကိုမယံယုံနာနှဖျားငါးခန္ဓာကိုသူငါမိခေါ်တပိတော်တို့သည်သာဓုကံကောင်းမွန်စွာပူဇေမစီမီရောင်လွှမ်းပန်းရချမ်းတို့ဖြင့်မျောမှန်းကုန်တော်ရှိခိုးပူဇော်ကြပါကုန်သည်အရှင်ဖရာ